ရန်ရင်ခုံရလုံးလုံးဘော်ဒီတောင်းတဲ့ခက်ချောချောမင်းသားတွေနဲ့ပဲတွဲအောင်မယ်ဆိုတဲ့အဆိုတော်ပူပူအားလုံးပဲမင်္ဂလာပါရှင့် Sally Space H ကနေပြန်လဲကြိုဆိုလိုက်ပါတယ်အချစ်တချင်းအလွမ်းတချင်းလေးတွေကိုကိုပိုင်တန်စင်လေးတွေနဲ့ဖန်တီးရင်းနဲ့ပရိသတ်ရဲ့ချစ်ကိုရရှိထားသူကတော့အပြိုကြီးမမဖြစ်နေရဲ့အဆိုတော်ပူပူပဲဖြစ်ပါတယ်ပူပူကတော့သူမရဲ့တချင်း MTV လေးတွေကိုနိုင်ငံကျော်ထိပ်တဲ့အနုပညာရှင်မင်းသားတွေနဲ့သာရိုက်ကူးလေးရှိတယ်လို့တချင်းတိုင်းလိုလိုကလည်းပရိသတ်အကြိုက်တွေ့ပြီးတော့အရန်လေးအောင်မြင်ခဲ့ပါတယ်အတန်ပါဝါအားကောင်းတယ်လို့အချစ်တချင်းအလွမ်းတချင်းလေးတွေကိုလူငယ်ဆန်ဆန်လေးတွေအဖြစ်ကိုရိုင်းရေးသားတီဆိုတတ်တာကြောင့်လေပရိသတ်အခိုင်အမာရရှိပြီးတော့နိုင်ငံကျော်အဆိုတော်တဦးဖြစ်ရည်တည်နိုင်ခဲ့ပါတယ်နိုင်ငံရေးကိစ္စတွေကြောင့်အနုပညာလမ်းကြောင်းပေါ်ကနေခဏတာပြောက်ကွယ်သွားခဲ့ပြီးတော့အနုပညာလှုပ်ရှားမှုတွေပြန်လည်လှုပ်ဆောင်လာတဲ့ချိန်မှာမိန်းကလေးပရိသတ်တွေရဲ့အသေးအကျော်မင်းသားအောင်ရဲလင်းနဲ့တွဲဖက်သရုပ်ဆောင်ထားတဲ့တချင်းလေးနဲ့ထွက်ပေါ်လာခဲ့ပါတယ်။အဲ့ဒီတချင်းလေးထဲမှာတော့မင်းသားအောင်ရဲလင်းနဲ့နှစ်ယောက်သားအနမ်းတွေချွေနေတဲ့ဇဝင်ကန်းတွေပါဝင်ခဲ့ပြီးတော့အရန်ကိုရင်ခုန်စိတ်လှုပ်ရှားစရာကောင်းနေခဲ့ရပါခက်ခဲခဲသရုပ်ဆောင်ချက်လေးတွေနဲ့ပရိသတ်ကိုသရုပ်ဆောင်ပြတတ်တဲ့ပူပူကလက်ရှိချိန်ဒီချစ်သူမရှိပဲတကူတဲ့အပြိုကြီးဖြစ်နေပါတယ်။သူမရဲ့ social media မှာလည်းအချစ်အကြောင်းတွေအရန်ပြောတာကြောင့်ပရိသတ်ကပူပူတယောက်ချစ်သူရှိနေပြီလို့ထင်နေကြတာပါပူပူကတော့သူရဲ့တခြင်းတွေထဲမှာတရုပ်ဆောင်ဖို့အတွက်နာမည်ကြီးတဲ့ငငယ်ချောချောမင်းသားတွေကိုသာရွေးချယ်လေးရှိပြီးတခြင်းတိုင်းမှာလည်းအကဲပေါ်တဲ့မမပူပူကိုမြင်တွေ့ကြရမှာပါအခုချိန်မှာတော့ပူပူကဂန်းကော်နီရုပ်ရှင်ဇာတ်ကားနဲ့တူပရိသတ်တွေအားပေးနေကြတဲ့မင်းသားကျော်အလင်းရောင်နဲ့ MTV တခြင်းတစ်ပုဒ်ကိုရိုက်ကူးထားခဲ့ပြီဖြစ်ပါတယ်မင်းသားအလင်းရောင်ကတော့ချောမော်ရဲရုပ်ရည်နဲ့တရုပ်ဆောင်ပိုင်နေတာတွေကြောင့်မိန်းကလေးပရိသတ်တွေအများအပြားဝန်းရံကြတဲ့နာမည်ကျော်မင်းသားတစ်လက်ဖြစ်ပါတယ်စိတ်တဘောထားကောင်းမွန်ပြီးတော့သူ့ရဲ့ခံစားချက်တွေကိုပွင့်လင်းစွာထုတ်ဖော်ပြတဲ့မင်းသားတစ်ယောက်ဖြစ်တာကြောင့်ပရိသတ်တွေကသူ့ကိုချစ်ခင်လေးစားကြပါတယ်။အခုချိန်မှာတော့အဆိုတော်ပူပူကသူမရဲ့အချစ်တချင်းတစ်ပုဒ်ကိုအလင်းရောင်နဲ့အတူတွဲဖက်ရိုက်ကူးဖို့အတွက်ကမ်းလှမ်းခဲ့ပြီးတော့မင်းသားအလင်းရောင်ကလည်းလက်ခံခဲ့ရဖြစ်ပါတယ်။ဒီတချင်းလေးကိုတရုပ်ဆောင်ရမှာတော့ထုံးစံအတိုင်းအကဲပိုတဲ့မမကမင်းသားအလင်းရောင်ကိုရွှွှွှဆဆနဲ့ဝါစာမတက်ကြည့်ပြီးတော့တရုပ်ဆောင်သွားခဲ့ပါတယ်။မင်းသားအလင်းရောင်ရဲ့ခန္ဓာကိုယ်အချိုးအစားနဲ့ကြွက်သားတွေကိုပွေဖက်ကင်တွေတရုပ်ဆောင်အပြင်အရန်ကိုကြည်နူးတဲ့မှုတွေဝင်နေခဲ့ရပါဒါကြောင့်လည်းအလင်းရောင်ရဲ့မိန်းကလေးပရိသတ်တွေကတော့အပြိုကြီးအရန်အသားယူတယ်ဆိုပြီးတော့ပြောဆိုနေကြပါတယ်ဘိုဘိုကတော့အခုလိုမင်းသားကျော်တဦးနဲ့တရုပ်ဆောင်ရတာကိုအရန်ကျေနပ်ပြီးဖြစ်နေတယ်လို့နောက်ကိုလည်းအလင်းရောင်လိုမျိုးရုပ်ရည်ချောမောပြီးခန္ဓာကိုယ်ချိုးစားမိုက်တဲ့မင်းသားတွေကိုပဲတေချာရွေးချယ်ရိုက်ကူးသွားအောင်လို့ဆိုခဲ့ပါတယ်အပြိုကြီးမမဘိုဘိုကတော့ဘော်ဒီမိုက်တဲ့မင်းသားကျော်လေးတွေနဲ့တချင်းလေးတွေရိုက်ကူးပြီးတော့ကိုယ်တိုင်ပါဝင်တရုပ်ဆောင်ဖို့အတွက်အစီအစဉ်တွေဆွဲနေခဲ့ပြီဖြစ်ပါတယ်ပရိသတ်ကြီးကလည်းအပြိုကြီးမမဘိုဘိုနောက်ထပ်ရွေးဖို့ချိန်နေတဲ့တရုပ်ဆောင်မင်းသားကျော်ကဘယ်သူဖြစ်မယ်လို့ထင်ပါတယ်လဲဟုတ်ကဲ့ပါရှင်နောက်ထပ်ပြီးတော့လည်းအနုပညာဆယ်လီသတင်းအကြောင်းအရာမျိုးစုံကိုစူးစီးဖော်ပြတင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ Sally Space လေးကို like and follow လေးလုပ်ပေးခဲ့ကြပါအောင်နော်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ရှင်ပရိသတ်များအားလုံးကိုယ်စိတ်နှပြကျန်းမာချမ်းသာကြပါစေရှင်